ငါပါတာဆမန်ရှန်နေပြန်လဲကြိုဆိုလိုက်ပါဆိုတော့မနေ့ကလေးဝဲပေးထားကြတာလေးဝဲလုံးအဝင်ပါတယ်ဆိုတော့ရတဲ့ညူကိုလည်းရကြပါတယ်ကျွန်တော်ရဲ့မနေ့ကဗီဒီယိုကဒါမတွေ့တဲ့လူတော်များများရှိလို့ကျွန်တော်အဲ့ဒီဗီဒီယိုလည်းတဲလေး sorry ကျွန်တော် YouTube မှာတင်ပေးထားပါသေးတယ်ခင်ဗျာဆိုတော့အဲ့ဒါပြင်မဲ့လားဆိုတော့ကျွန်တော်မနေ့ကဒါရွေးချယ်ပေးခဲ့တဲ့ကျွန်တော်ရဲ့ Telegram channel လေးမှာ Leverkusen body လေးကလည်းဒါအပြေကအနိုင်ရရှိခဲ့ပါတယ်ဆိုတော့ Telegram မှာလည်းဗနေရက်တောင်လည်းမတီးဝင်နေတယ်เนาะရက်ဆက်ကိုဝင်နေတာဆိုတော့ကြားလဲတရက်နှစ်လောက်ပဲလို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့လိုပဲတစ်တော့မှလည်းအတိုင်းပဲဟိုဒီနေ့ဆိုရင်9ဘွဲပေး4ဘွဲနိုင်9ဘွဲပေး3ဘွဲနိုင်4ဘွဲပေး4ဘွဲနိုင်ညာတော့လည်း4ဘွဲပေး4ဘွဲလုံးနိုင်ခဲ့ပါတယ်ဆိုတော့ဒီနေ့လေဒါကျွန်တော်9ဘွဲရေးထားပါတယ်ဆိုတော့ကျွန်တော်ရှိမှာဒါ BNB ကလည်းမနေ့ကကျွန်တော် Man City body လေးနဲ့အဆင်ပြေခဲ့ပါတယ်ဆိုတော့ကျွန်တော်ရှိမှာည7နာရီကနေ10နာရီထိကိုလာဝဲလို့ရပါတယ်ခင်ဗျာဆိုတော့ဒီနေ့9ဘွဲကိုကျွန်တော်ရွေးချယ်ထားပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ကတော့ Frankfurt နဲ့ Domestic ဖြစ်ပါတယ်ဆိုတော့ Frankfurt အနေနဲ့ဒီပြီးတော့တစ်လုံးတရီ310ပေါက်ပါတယ်ဆိုတော့ကိုပေါင်းကြီးအနေနဲ့ကတော့ဒီနေ့ Frankfurt အနေနဲ့ကျွန်တော်390ပေါ်ထားပါတယ် Frankfurt အနေနဲ့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုမှုဒါဂျာမန်ပွဲလီဂမှာ1+80ပေါက်ပြီးတော့ match ကို4-0နဲ့ဒါအနိုင်ရရှိခဲ့ပါတယ်ဆိုတော့နောက်ဆုံး9ပွဲမှာတပွဲရှုံးထားပါတယ်အဲ့ဒါကတော့ Bayern Munich ကို6-2နဲ့ရှုံးထားတာဖြစ်ပါတယ်ဆိုတော့ Domestic ကတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်2ပွဲတည်နဲ့3ပွဲအနိုင်ရရှိတဲ့အသင်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ H2A မှာဆိုလို့ရှိရင်တော့ဒါ Frankfurt က3ပွဲနိုင်1ပွဲတည်နဲ့1ပွဲပဲရှုံးထားပါတယ် Frankfurt ကတော့ဒါကျွန်တော်တို့ဥရောပပွဲစဉ်တွေအဲထဲမှာမှဒါ Slavan နဲ့ကျွန်တော်အင်ကွင်းမှာကန်ရမယ်ပြီးလို့ရှိရင် Maccabi နဲ့ကန်မယ်ပြီးတော့နောက်ဆုံးမှာ Lille နဲ့ကန်ရမယ်ဆိုတော့ဥရောပမှာလည်းဥရောပပွဲစဉ်ကြရော Europa League မှာလည်း Frankfurt အနေနဲ့1-8တဲ့ဝင်ထားတဲ့အသင်းဖြစ်တယ်ဆိုတော့ဒီနေ့လိုပွဲစဉ်ကိုလည်းဒါလွဲချော်တော့မှာမဟုတ်ဘူး Frankfurt အနေနဲ့အင်ကွင်းမှာရှုံးပွဲမရှိထားသေးဘူးဒီယာဒီမှာဆိုတော့ကျွန်တော်ဒီနေ့လည်း Frankfurt body လေးကိုပဲကြိုက်ပါတယ်ဗျအဲ့တော့နောက်တစ်ပွဲအနေနဲ့တော့ Atletico Bilbao နဲ့ Real Madrid လာပါပြီReal Madrid အနေနဲ့ကျွန်တော်ကြေးကြခဲ့တာလဲတော်တော်ကြီးကို၄ပွဲစတိုက်လောက်ရှိနေပါပြီအဲ့တော့၅ပွဲစတိုက်၅ပွဲမှာ၅ပွဲလောက်ရှိနေပါပြီဗျအဲ့တော့သူအနေနဲ့ဒီနေ့ကျွန်တော်ပြီးခဲ့တဲ့ဂီရိုနာတော့1.50 3လုံးပိုင်းနဲ့80လောက်ထိပေါက်ပြီးတော့တီခံကန်တဲ့ဘီဘောင်အနေနဲ့လီဗန်ဒေးကိုနောက်ဆုံးပွဲမှာ Z2 နဲ့အနိုင်ရရှိထားပြီးတော့နောက်ဆုံး3ပွဲစတိုက်မှာတပွဲပဲအနိုင်ရရှိထားတဲ့အင်္ဂလိပ်မှာ OB တို့1-0နဲ့အနိုင်ရရှိတာဖြစ်တယ်ဆိုတော့တေဘယ်စရာတစ်ချက်ကြည့်အောင်တေဘယ်စရာမှာတော့ Real Madrid အနေနဲ့ဒါ33ပွဲဖြစ်နေပြီးတော့ဒါဘီဘောင်အနေနဲ့အဆင့်ရှင်နဲ့20ဖြစ်နေတယ်အမနေ့ကဘာစီလိုနာကAtletico Madrid ကိုကျွန်တော်တို့ဒါ3-1နဲ့အနိုင်ရရှိတာဖြစ်ပါတယ်ဗီလာကြီးကလည်းကျွန်တော်တို့ဒါနောက်နေ့ကျရင်ဒါကျွန်တော်တို့ဂီတာဖေးနဲ့ကန်ရမယ်ကျွန်တော်ဂျာပွဲမှာတော့ကိုပါဒေလီပွဲရှိတယ်ပေါ့နော်ဆိုတော့Atletico Madrid ရှုံးလာတယ်အောက်မှာရှိတဲ့ဘာတစ်ကလည်းကျွန်တော်တို့ဒါကိုပါဒေလီကမ်ပီယံရှင်ဘာစီလိုနာထပ်တွေ့မှာဗျာဆိုတော့ဘာပဲဖြစ်ဖြစ်Real Madrid အနေနဲ့9ပွဲဇက်အောင်ရှိပြီဗျာနော်ဒီနေ့တော့အောင်ပွဲအောင်သိပြီလို့ကျွန်တော်ယူဆတယ်အဲ့တော့ပြရတဲ့ပေါက်ကြီးကလည်း1+50ဖောက်ပြီးတော့3-30အနေထားဖြစ်နေပါတယ်ဗျအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့ Real Madrid body ကိုပဲကြိုက်တယ် Real Madrid တေချာပေါက်ဒီနေ့အနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အဲ့တော့ Real Madrid နဲ့ Atletico Bilbao Real Madrid body ဖြစ်ပါတယ်ဗျနော်အဲ့တော့နောက်တစ်ပွဲကတော့ Brighton နဲ့ Aston Villa Brighton ကတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဖုံးမောက် Nottingham Forest ကိုကျွန်တော် Z2 နဲ့အနိုင်ရရှိရင် Nottingham နဲ့ I know level ကြီးပေါက်တယ်ဆိုတော့ဒီနေ့လည်း Brighton ကထပ်ပြီးတော့ level -50 နဲ့60အတွင်း Aston Villa ကိုကြောပေးထားတယ် Aston Villa နောက်ဆုံးပြန်ပွဲဆောင်9ပွဲမှာရှုံးပွဲမရှိထားသေးဘူး Brighton ကထပ်ပြီးတော့အကြောပေးလိုက်တယ် level -50 ကျွန်တော် level -50 အဆင့်ကတော့4နဲ့5ဖြစ်ပြီးတော့24နဲ့3ဖြစ်တယ်ဆိုတော့ EPL မှာဆိုလို့ရှိရင်1-8ကတော့ဒီနေ့နိုင်သွားကြလို့ရှိရင်ကျွန်တော်ဒါ1-4ကျွန်တော် Champion League ကိုခမန်ချန်ပီယံလိကိုယာယီဝင်သွားနိုင်တဲ့ရှစ်သင်းဖြစ်ပါတယ်1-8ရော့ဒီလီဗာပူးကလည်းအိမ်ဝင်းမှာကမ်းမှာဖြစ်တဲ့အဲ့တော့ Brighton အနေနဲ့လည်းကြောပေးထားတာကြီးကတော့ level -50 ကြီးကတော့ကျွန်တော်မကြိုက်ဘူးAston Villa လောက်ကောင်းနေတာကိုကျွန်တော်အနေနဲ့Aston Villa ကတော့ Brighton အိမ်ကွင်းမှာတေးလောက်တော့ကစားနိုင်ရရှိတဲ့ကြောင့်level -50 60ကိုကျွန်တော်ရင်းပြီးတော့Aston Villa body လေးကိုကြိုက်ပါတယ်ဆိုတော့နောက်တစ်ပွဲကတော့အင်တာနဲ့ဗနီဇီယာဆိုတော့အင်တာတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ဒါနှလုံးပလက်50နှလုံးပလက်30လောက်နဲ့ကျွန်တော်ဒါပီဇာကိုဝေဝင်းမှာအနိုင်ရရှိထားတဲ့နောက်ဆုံးအားဖြင့်မှာဆိုလို့ရှိရင် AC Milan ကိုရှုံးတယ် AD ကိုရှုံးပြီးတော့ကျွန်တော်ပီဇာကိုနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဗနီဇီယာတော့ကျွန်တော်ပြီးခဲ့တဲ့ဒါကျွန်တော်အီတလီစီးရီးမှာတော်တော်လေးအချိန်တွေကောင်းနေတယ်နောက်ဆုံးအားဖြင့်မှာဆိုလို့ရှိရင်တပွဲပဲရှုံးထားသေးတယ်၄ပွဲအနိုင်ရရှိထားတယ်ဆိုတော့ဗနီဇီယာအနေနဲ့အီတလီစီးရီး B မှာအဆင့်တစ်ခုရှိနေပါသေးတယ်သူကတော့1-5အတွင်းမှာရှိနေပါတယ်ဆိုတော့မနီစီယာနေတဲ့နောက်ပွဲကလည်းကျွန်တော်အဝေးကွင်းမှာကမ်းမထားတော့အီတလီဘီမှာထားလိုက်ပါတော့အီတလီစီးရီးဘီမှာဆိုတော့အင်တာနဲ့လည်းကျွန်တော်အိမ်ကွင်းဒီပွဲအစားကြီးအိမ်ကွင်း3ပွဲစတိုက်ကမ်းမယ်ကိုမွန်နဲ့ကမ်းမယ်လီဗာပူးနဲ့ကမ်းမယ်ချန်ပီယံလိဆိုတော့ကျွန်တော်ဒါအခုကျွန်တော်ဒါအီတလီကိုပိုင်အီတလီတွေကတော့ဒါမနေ့ကဂျူဗင်တက်ဆိုတဲ့ဦးဒီနီကိုနိုင်သွားဒီနေ့အင်တာလည်းပေးထားတယ်အတလန်တာကလည်းပေးထားတယ်ပြီးလို့ရှိရင်အကြောပေးထားတာအခြေကြောပေးထားတာအတလန်တာကြောပေးထားတယ်နာပိုလီကြောပေးထားတယ်ပြီးရင်အင်တာလည်းအကြောပေးထားဆိုတော့ဒီနေ့အင်တာနဲ့ဗနီဇီယာမှာကျွန်တော်တော့ဗ
ဗီနီစီယာပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့တွေမှာဆိုလို့ရှိရင်ဒီလေးပွဲကန်တာလေးပွဲလုံးနိုင်တယ်ဒါပေမဲ့ဂိုးပြတ်သွင်းတာဆိုလို့ကျွန်တော်တပွဲ20ဆက်ကတပွဲပဲရှိတယ်အခုဗီနီစီယာလည်းကျွန်တော်ခြေကောင်းတွေအောင်တွေ့ရှိရတဲ့ကြောင့်ကျွန်တော်ဒီမှာအင်တာနက်ဗီနီစီယာကိုဗီနီစီယာကြိုက်ပါတယ်အင်တာ3လုံးတော့မဖြစ်သွားဘူးလို့ထင်ပါတယ်ဆိုတော့နောက်ထပ်တပွဲဆက်သွားပါမယ်အဲ့ဒါကတော့လီဗာပူးနဲ့ဆန်နာလန်ဖြစ်ပါတယ်ဆိုတော့လီဗာပူးအနေနဲ့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အဝေးကွင်းမှာ Z2 နဲ့ဝတ်ဆန်ကိုအနိုင်ရရှိပြီးတော့အနိုင်လဲရသလိုကျွန်တော်ဂျေးလဲအောင်ခဲ့တော့တွေ့ရှိရပါတယ်အဲ့ဒီတပွဲပဲရှိတယ်နောက်ဆုံး9ပွဲမှာဆိုရင် Real နိုင်တယ်ဝါဆန်အောင်နိုင်တယ်ဆန်နာလန်နဲ့ကျွန်တော်ပြီးခဲ့ပွဲစဉ်မှာဖုံးမောက်နဲ့ဖုံးမောက်ကတော့ level ကျော်လောက်ပေးပြီးတော့ 3-2 နဲ့ကျွန်တော်တို့နောက်ဆုံးမှာအနိုင်ရရှိထားခဲ့ပါတယ်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်ဆန်နာလန်ရှုံးထားတဲ့ဖူဟန်တပွဲပဲရှိပါသေးတယ်တော့ဖူဟန်အနေနဲ့လည်းဒီနေ့ရာဒီမှာတော်တော်ကြီးကိုကောင်းခဲ့ပါတယ်ဆိုတော့အဆင့်6ကအဆင့်6ဆန်နာလန်ကိုအဆင့်8ဖြစ်တဲ့လီဗာပူးကနော်21မှတ်ပဲကွာပြီးတော့1.60 1.80ပေးထားပါတယ်ဂိုးပေါင်းကြီးက3လုံးတည်ဖြစ်နေတယ်အဲ့ဒီမှာကျွန်တော်အနေနဲ့လီဗာပူးအိမ်ကွင်းမှာဆန်နာလန်ရလဲတကူလောက်ပဲရနိုင်ခြေရှိတယ်ကျွန်တော်ယူဆတယ်ညောဘာဖြစ်1.80ရင်းပြီးတော့လီဗာပူးတို့နောက်တစ်ပွဲကိုဆက်သွားလိမ့်မယ်ကျွန်တော်ယူဆတဲ့ကြောင့်လီဗာပူးကဘော်ဒီလေးပဲချက်ပဲလီဗာပူးကနောက်တစ်ပွဲမှာလိနဲ့တွေ့ရမယ်ပြီးရင်အင်တာနဲ့တွေ့ရမယ်ဆိုတော့သူအနေနဲ့ဒီ2025မှာကုန်ကင်မှာတော့အင်တာတွေ့မယ်လိတွေ့မယ်အင်တာတွေ့မယ်ပြီးရင် Brighton တွေ့မယ် Spurs တွေ့မယ်နောက်ဆုံးမှာဝူးနဲ့ထပ်တွေ့ဝူးနဲ့တွေ့ပြီးတော့ကျွန်တော်2025ကိုတော့ခဏပိတ်သိမ်းမယ်ဆိုတော့ level 1 နဲ့60 65 80ကိုပေါင်းကြီး3လုံးတည်အရာကျွန်တော်တို့လီဗာပူးတို့ဒီနေ့နောက်ထပ်တစ်ပွဲယူသွားမယ်လို့ကျွန်တော်ထင်တဲ့အတွက်ကြောင့်လီဗာပူးဘော်ဒီလေးပဲကြိုက်ပါတယ်ခင်ဗျအဲ့တော့ဒီလိုအနေနဲ့ဒီ9ပွဲကိုကြိုက်တူနေတတ်မယ်လို့ယုံကြည်ပါတယ်ဆိုတော့အမြဲတမ်းကြီးလဲအောင်ချင်မှလဲအောင်မယ်เนาะအဲ့တော့ဒီနေ့9ပွဲကလည်းအောင်ရင်လဲအောင်သားနိုင်ပြီ9ပွဲလုံးလဲအောင်ဖို့ဆိုတာကျွန်တော်တို့မောင်းဆိုတာကဒါကကာညာရီယာပါတယ်အဲ့တော့ညီတို့မောင်းမဲ့ချတပွဲမဲ့ချတာချနိုင်ပါတယ်ခင်ဗျာအထူးပဲကျေးဇူးတင်ရှိပါတယ်